မိုးရီကိုလန်ခွဲကချစ်သူတလေးနဲ့တွဲသွားပြီးဖြစ်တဲ့ဂျိုရှူဝါပဲမြန်မာပရိသတ်တွေရဲ့နှလုံးသားကိုသိမ့်ပိုက်သွားတဲ့ USC Fighter ဂျိုရှူဝါဘန်တရားမကြသေးခင်ကမှသူ့ရင်ချေနဲ့ပတ်သက်ပြီးတော့ပရိသတ်တွေကြားမှာပြောစရာဖြစ်ခဲ့ပါတယ်ဂျိုရှူဝါဘန်ဟာမြန်မာကုံဆောင်ကမ္ဘာစစ်မီ MMA စားသမားတဦးဖြစ်သူ့ရဲ့အောင်မြင်မှုတွေအတွက်ဂုဏ်ယူနေကြတဲ့မြန်မာပရိသတ်တွေဟာသူ့ရဲ့ပုံကိုယ်ရေးဘဝကိုလည်းစိတ်ဝင်စားစောင့်ကြည့်နေကြတာပါအထူးသဖြင့်မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတဦးဖြစ်တဲ့မိုးရီကိုနဲ့ပတ်သက်ပြီးသူဖွင့်ဟပြောဆိုပြီးနောက်မှာတော့သူတို့နှစ်ဦးကိုသဘောတူညီတဲ့ပရိသတ်တွေအများအပြားရှိခဲ့ပါတယ်။ဂျိုရှူအာဘန်ကအင်တာဗျူးတွေမှာသူ့ရဲ့ငယ်ဘဝအိမ်မက်တွေအကြောင်းပြောပြရမှာမင်းသမီးမိုဟစ်ကိုဟာသူ့ရဲ့အသေးဆွဲဖြစ်ခဲ့တဲ့အကြောင်းထုတ်ဖော်ပြောခဲ့ပူပါတယ်။ဒါပြင်ကန်နယ်ပလဲမြန်မာနဲ့အင်တာဗျူးမှာလည်းမိုဟစ်ကိုချစ်စနိုးနဲ့စားနောက်ခဲ့တာကြောင့်ပရိသတ်တွေဟာသူတို့နှစ်ဦးကိုပို့ပြီးတော့သဘောတူညီခဲ့ကြပါတယ်။နိုင်ငံရဲ့ခြားကအင်တာဗျူးတွေမှာတောင်မှချစ်စစ်မှာတိတ်ရွယ်ကအဓိကမကြောက်ဘူးဆိုတဲ့သူ့ရဲ့စကားတွေကြောင့်မိုးရီကိုနဲ့ဂျိုရှူအာဘန်တို့ရဲ့အတွဲတင်မှုကိုပရိသတ်တွေကမျှော်လင့်ခဲ့ကြပါတယ်။မိုးရီကိုကမြန်မာနိုင်ငံရဲ့နုပညာလောကမှာသာမကစီးပွားရေးလောကမှာပါအောင်မြင်မှုတွေများစွာရရှိထားတဲ့ထိပ်တန်းမျိုးသမီးတို့ဖြစ်တာကြောင့်ဂျိုရှူအာဘန်လိုကမ္ဘာစစ်မီအားစားသမားတအုပ်နဲ့လိုက်ဖက်ညီတယ်လို့ပရိသတ်တွေကယူဆခဲ့ကြပါတယ်။ဒါပေမဲ့မကြသေးမီကပါတီဝဲတစ်ခုမှာဂျိုရှူအာဘန်တရားအမေရိကန်ကမော်ဒယ်တအုပ်နဲ့လက်တွဲပြီးတော့လူသိရှင်ကြားချပြခဲ့တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ဒီသတင်းကြောင့်ပရိသတ်တွေကြားမှာအံ့အားသင့်မှုတွေနဲ့တူပြောစရာတွေဖြစ်လာခဲ့ပါတယ်။သူရဲ့ချစ်သူတဲ့ဟာခနာကိုချိုးစားပြဖြစ်ပြီးတော့ဆွဲဆောင်မှုရှိတဲ့နောက်တိုင်းသူတို့ဖြစ်တယ်လို့သိရပါတယ်။ဒီသတင်းနဲ့ပတ်သက်ပြီးတော့ပရိသတ်တွေရဲ့တုံ့ပြန်မှုတွေကတော့အမျိုးမျိုးရှိနေပါတယ်။အချို့ကဂျိုရှူအာဘန်အတွက်ဝမ်းသာဂုဏ်ယူကြပေမယ့်အချို့ကတော့မိုးရီကိုနဲ့ပဲသဘောတူကြောင်းလူမှုကွန်ရက်စာမျက်နှာတွေမှာရေးသားဖော်ပြနေကြပါတယ်။ဂျိုရှူအာဘန်ရဲ့အောင်မြင်မှုတွေနဲ့တူသူ့ရဲ့ချစ်ရေးကလည်းပရိသတ်တွေအတွက်စိတ်ဝင်စားစရာသတင်းပုတ်ဖြစ်နေခဲ့ပါတယ်။ဂျိုရှူအာဘန်ကလက်ရှိ UFC Flyweight တန်းမှာအလားအလာရှိဆုံးစားသမားတဦးဖြစ်သတ်မှတ်ခံထားရပြီးကမ္ဘာချန်ပီယံပန်ဒိုဂျာကိုစင်ကောခွင့်ရထားသူလည်းဖြစ်ပါတယ်။ဒီဇင်ဘာလမှာရှင်ပြိုင်ထိုးသက်ရမယ့်ချန်ပီယံခမတ်လူပွဲဟာသူ့ရဲ့ကစားသမားဘဝအတွက်ရေးကြည့်ဆုံးပွဲတစ်ပွဲဖြစ်လာမှသိကြပါတယ်။ဒီလိုရေးကြီးတဲ့အချိန်မှာချစ်ရေးသတင်းတွေထွက်ပေါ်လာတာကြောင့်ပရိသတ်ဆိုတာသူ့ရဲ့အာရုံဆွဆိုင်မှုကိုထိခိုက်မှာကိုစိုးရိမ်နေကြပါတယ်။ချစ်သူတီးရသွားတာကြောင့်လေ့ကျင့်မှုတွေလေဟင်းသွားမှာကိုစိတ်ပူကြတာပါ။ဒါပေမဲ့ဂျိုရှူအာဘန်ဟာသူ့ရဲ့ပန်းတိုင်ကိုရှင်းရှင်းလင်းလင်းသိမြင်ပြီးအကောင်းဆုံးစူးစမ်းမဲ့သူတစ်ယောက်ဖြစ်တယ်ဆိုတာယုံကြည်တဲ့ပရိသတ်တွေလည်းအများအပြားရှိနေပါတယ်။ဂျိုရှူအာဘန်ရဲ့ချစ်ရေးတဲ့နဲ့ပတ်သက်ပြီးပရိသတ်တွေရဲ့အမြင်ကတော့နှစ်မျိုးနှစ်ဖက်ရှိနေပါတယ်။မိုးရီကိုနဲ့ဖြစ်နိုင်တော့တာကိုနှစ်မျိုးတစ်သားဖြစ်နေကြသူတွေရှိသလိုသူ့ရဲ့ပြောရှင်မှုကိုသိမဲ့ပြုပြီးတော့အားပေးနေတဲ့သူတွေလည်းရှိပါတယ်။အားလုံးကတော့သူ့ရဲ့အောင်မြင်မှုကိုမြင်ချင်ကြပြီးမာနိုင်ငံအတွက်ဂုဏ်ယူစရာတွေဆက်လက်သေးဆောင်လာနိုင်ဖို့မျှော်လင့်နေကြပါတယ်။အခြေရေးကပုဂ္ဂိုလ်ရေးကိစ္စဖြစ်ပြီးတော့သူ့ရဲ့အားစားသမားဘဝပေါ်မှာအကောင်းဆုံးအာရုံစိတ်နိုင်ပါစေလို့ဆုတောင်းပေးကြသူတွေလည်းဂျိုရှူအာဘန်တရားသူ့ရဲ့ခြေရေးရာအားစားသမားဘဝမှာအောင်မြင်မှုတွေရရှိပြီးမြန်မာနိုင်ငံအတွက်ဂုဏ်ဆောင်နိုင်တဲ့ကမ္ဘာချန်ပီယံတို့ဖြစ်လာစေဖို့အကြံပြုလိုက်ပါတယ်။ပရိသတ်ကြီးနေနဲ့ရောဂျိုရှူအာဘန်ရဲ့ခြေရေးအသစ်ပေါ်မှာဘယ်လိုမျိုးမြင်ကြလဲဆိုတာပြောသွားပေးခဲ့ပါအောင်ရှင်။